လိုက်တယ်တီကျူးဟာအခုလိုညမိုးချုံမှလူတွေအများကြီးခေါ်ပြီးငါအိမ်လာတာဘာကိစ္စရှိလို့လဲမင်းဟန်ဆောင်နေတာတွေတော့လိုက်တော့ငါဒီနေ့လာတာမင်းနဲ့စရင်အပြက်ရှင်းဖို့ပဲဘာစရင်ရှင်းပါလဲလမ်းကိုတော့ငါဖျက်ဆီးပစ်လိုက်ပြီးပတ်စံလဲငါမင်းကိုပေးပြီးမင်းကဘာစရင်ထက်ရှင်းကျင်သေးတာလဲတရွာလုံးရဲ့အသက်သွေးကြောလမ်းကိုဖျက်ဆီးလိုက်တဲ့စရင်ပေါ်မင်းလမ်းကိုအကုန်တူးဆွဖျက်ဆီးလိုက်ပြီးရွာသားတွေရဲ့မတ်မုံတီးတွေကိုဘလို့တည်ထုတ်ရတော့မလဲအားလုံးကိုဘလို့အသက်ဆက်ခိုင်းနေတာလဲချေကျူးဒီလမ်းကငါဖောက်ထားတာငါကိုယ်တိုင်ဖောက်တဲ့လမ်းကိုငါပြန်ဖြတ်တာဥပဒေချိုးဖောက်တာလားချေကျူးအကိုသူ့ကိုစကားအများကြီးပြောမနေနဲ့ပါဆက်ပိတ်ခိုင်းလိုက်တော့လင်းဝေငါမင်းကိုပြောလိုက်မယ်ဒီနေ့လမ်းကိုပြန်မပြင်ပေးဘူးဆိုရင်ငါမင်းကိုအလွတ်မပေးဘူးအပြက်ရှင်းပါချေကျူးမင်းငါကိုပြောပြဦးမင်းကဘလို့နီးနဲ့ငါကိုအပြက်ရှင်းပါလဲငါအိမ်ကိုဖျက်ဆီးမှာလားငါအဖေကိုရိုက်နှက်မှာလားဒါမှမဟုတ်ငါကိုကျိုးတုပ်ဖမ်းထားမှာလားမင်းကအိမ်ကိုဖျက်ရင်ငါရဲတိုင်မယ်မင်းချုပ်ထဲမှာရက်အနေငယ်သွားနေရလိမ့်မယ်မင်းကအဖေကိုရိုက်ရင်အဲ့ဒါကတမင်တကာနာကျင်စေမှုဖြစ်တဲ့ထောင်ဒဏ်အနည်းဆုံး3နှစ်ကနေဆက်မယ်ငါကိုကျိုးတုပ်ဖမ်းတာကတရားမဝင်လူဖမ်းဆီးချုပ်နှောင်မှုပဲအဲ့ဒါကအနည်းဆုံး9နှစ်ကနေဆက်မယ်ချေကျူးမင်းအဲ့ဒီစရင်ကိုရောတွက်ကြည့်ပြီးပြီလားဥပဒေတွေနဲ့ငါကိုလာမချင်းချောင်းနဲ့ဒါကရွာတွေကကိစ္စရွာရဲ့စီကံတိုင်းပဲလုပ်မယ်ရွာရဲ့စီကံဘာစီကံလဲဘသူကတတ်မှတ်ထားတဲ့စီကံလဲမင်းချန်ချေကျူးတတ်မှတ်တဲ့စီကံလားဒါမှမဟုတ်ကြောက်ကွက်လိုက်တတ်မှတ်တဲ့စီကံလားချေကျူးမင်းငါစီကငွေ2000ယူလုံးကအဲ့ဒါကချင်းချောင်းငွေညစ်တာဆိုတာမင်းတွေးမိလားအတိတ်ပဲမရှိတာအဲ့ဒါကလမ်းထိန်ထိန်ကရွာစီကန်းစာအုပ်ထဲမှာအတိအကျရေးထားတယ်စကားပြောပြီးနောက်အပြင်ဘက်မှာလုံးဝတိတ်ဆိတ်သွားတယ်ချေကျူးပြန်မဖြေနိုင်မှန်းငါသိတယ်လက်ပွေတွေအများကြီးနှိပ်ထားကြပေမဲ့အဲ့ဒါတွေကိုတရားဝင်တင်ပြရင်ခိုင်လုံးမှုမရှိဘူးချေကျူးမင်းပြန်လိုက်တော့မင်းရဲ့ညီကိုတွေကိုခေါ်ပြီးအိမ်ပြန်အိတ်တော့ဒီညကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့ငါသဘောထားပြီးမယ်ချေကျူးကငါ့ကိုထပ်ပြီးဆဲဆိုဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာအဝေးကနေကားအင်ဂျင်တန်ကြားလိုက်ရတယ်ကားမီးရောင်ကရွာလမ်းအတိုင်းထိုးပြလာတယ်အဝေးကနေနီးလာတာရှောင်းဝမ်ရဲ့ကားပဲချေကျူးလဲအဲ့ဒီအတန်ကိုကြားလိုက်ရပုံပဲသူနောက်လဲကြည့်လိုက်တယ်ဘသူရဲတိုင်လိုက်တာလဲလို့ထိတ်လန့်တကြားမေးလိုက်တယ်ငါတိုင်းသာမင်းစောင့်နေလိုက်ငါကစောင့်နေမှာပါဒါပေမဲ့မင်းကအချုပ်ထဲမှာအရင်စောင့်ရမှာရဲကားကခြံဝင်းတကားအပြင်မှာရက်လိုက်တယ်ရှောင်းဝမ်နဲ့လက်ထောက်ရဲ2ယောက်ဆင်းလာတယ်ဓမီရောင်ကချေကျူးနဲ့သူ့နောက်ကလူ9ယောက်ပေါ်ကြားရောက်သွားတယ်ဘာလို့နေကြတာလဲဒီလောက်ညနေမှသူများအိမ်ရှိမှာဆဆူယုံယုံပြီးဘာလို့ချင်နေတာလဲရဲရရှိဝမ်ကျွန်တော်တို့ကဒီတိုင်းဖြတ်သွားတာပါဖြတ်သွားတဲ့သူကလက်နက်တွေပါလာရသလားဝမ်ရရှိစောင့်ကြည့်ကင်မရာကမှတ်တမ်းကိုကျွန်တော်ယူထားပါတယ်လူ6ယောက်ခြံစည်းရိုးကြော်ပြီးဝင်လာတာလက်နက်ကိရိယာတွေလည်းပါလာတယ်ကျွန်တော်အိမ်ရှိမှာ10မိနစ်နီးပါးရက်နေကြတာကြောက်ချေကျူးမင်းကလည်းရဲစခန်းကိုလိုက်ခဲ့ဝမ်ရရှိကျွန်တော်တကယ်ဘာမှမလုပ်ရသေးပါဘူးသူ့အိမ်တကားကိုတောင်မထိရသေးပါဘူးဘာမှမလုပ်ဘဲဒီပစ္စည်းတွေဘာလို့တည်လာတာလဲသူများအိမ်ရှိမှာ10မိနစ်တောင်ရက်နေပြီးတော့ဘာမှမလုပ်ဘူးလို့ပြောရဲသေးတာလားဒါဆိုမင်းကဘာလုပ်ချင်လို့လဲချေကျူးပါဇက်ဟာပေမဲ့ဘာမှပြန်မပြောနိုင်တော့ဘူးသူ့နောက်ကလူတွေကနောက်ဆုတ်ဖို့ပြင်လာကြတယ်တယောက်ကချေကျူးအကိုကျွန်တော်တို့အရင်သွားနေပြီလားဘယ်ကိုသွားမှာလဲအားလုံးရက်နေစမ်းဒါပေမဲ့တချို့ကစပြီးထွက်ပြေးကုန်ကြပြီးမျက်တောင်တစ်ခတ်တွင်လူ9ယောက်လုံးမောင်ရိပ်ထဲပျောက်ကွယ်သွားတယ်ချေကျူးတယောက်ထဲအိမ်ရှိမှာကြံရစ်ခဲ့တယ်အရွက်တွေအကုန်အချွေခံလိုက်ရတဲ့တစ်တုံးကြီးလိုပဲချေကျူးမင်းရဲ့အပေါင်းပါတွေပြေးကုန်ပြီဒါပေမဲ့ပြေးလို့မလွတ်ပါဘူးမနှက်ဖြန်ငါသူတို့ကိုတွားရှာမယ်အခုတော့မင်းကနဲ့အရင်လိုက်ခဲ့ချေကျူးကတော့မတ်တက်ရက်နေသေးပဲအဲ့ဒီအချိန်မှာအိမ်မကြီးတကားပွင့်လာတယ်အဖေကအပေါ်အင်ကြီးလေးကြုံပြီးထွက်လာတယ်တကားဝမှာရက်ပြီးအပြင်ကဖြစ်ပျက်သမျှကိုကြည့်နေတယ်သူ့စပင်တွေကစိုးနေတော့မယ်နေ့လယ်ကမိခဲ့တဲ့မိုးကြောင့်အခုထိချောင်းနဲ့စိုးနေတော့မယ်အဖေဘာလို့ထွက်လာတာလဲအထဲဝင်ပြီးအမြန်နားလိုက်ပါဝေလေးရတော်လောက်ပြီဆိုရင်ရက်လိုက်ပါတော့အားလုံးကတရွာတဲသားချင်းတွေပဲဟာဒီလောက်ထိအခြေအနေတင်းမအောင်လုပ်ဖို့မလိုပါဘူးအဖေကျွန်တော်ဘာလုပ်ရမလဲဆိုတာသိပါတယ်အဖေစကားမပြောတော့ဘူးကျွန်တော်အဖေကိုအိမ်ထဲတွဲခေါ်လာတော့အမေကချင်းရီကိုတစ်ခေါက်ပြန်တွေးပြီးအဖေစီကမ်းပေးတယ်ချေကျူးတစ်ခုခုဖြစ်သွားမလားမဖြစ်ပါဘူးသူကတကယ်လက်ပါခဲ့တာမှမဟုတ်တာရှောင်းဝမ်ကထွက်ဆိုချက်ယူဖို့ခေါ်သွားတာပါမနှက်ဖြန်မနှက်ဆိုပြန်လာနိုင်မှာပါအေးအဲ့ဒါဆိုရင်တော့ကောင်းတာပေါ့တရွာတဲသားတွေပဲလူကိုအကြက်တဲတဲ့အထိမတွန်းပို့ပါနဲ့လမ်းဖြတ်စီပြီး3ရက်မြောက်နေ့ကြောက်ကြားရွာရဲ့အဓိကနေရာမတ်မုံတီးတွေမဲ့ပြီးဈေးကွက်တင်ရမယ့်ရာသီဖြစ်ပါတယ်။အရင်ကကတ္တရာလမ်းရှိတုန်းကတော့အဝယ်တော်တွေရဲ့ကားကြီးတွေကခြံဝင်းတကားဝအထိတိုက်ရိုက်မောင်းဝင်နိုင်ခဲ့တဲ့အခုတော့1ကီလိုမီတာလောက်ရှိတဲ့လမ်းအပိုင်းစတွေကြောင့်နေရာတိုင်းမှာဒူးစစ်လောက်မြုပ်တဲ့ရှုံးပွက်အိုင်တွေနဲ့ကြောက်ခဲတွေကြီးပဲတာမန်လေယာ3ကားတွေဝင်းရင်တော့နေကုန်ကြတဲ့ကားကြီးတွေဆိုရင်တော့အနားတော်မကက်ရဲကြတော့ဘူးမနက်9နာရီလောက်မှာကျွန်တော်ကိုယ်အိမ်ဝင်းထဲမှာထိုင်နေတော့အဖြူရောင်ကုန်တင်ကားလေးတစ်စီးရွာအပြင်ဘက်ကနေမောင်းလာတယ်ရွာထိပ်ကပျက်စီးနေတဲ့လမ်းပုံကြီးရှိမှရက်သွားတယ်ကျွန်တော်အဲ့ဒီကားကိုတီးတယ်ရွာကအသီးနှံတွေကိုနှစ်တိုင်းလာဝယ်နေကြအဖိုးကြီးချန်ပဲနာမည်ကျော်ချန်တယ်ဟုတ်ပေါ့သူကဒီဝင်းကျင်မှာမက်မုံတီးဝယ်နေတာ9နှစ်10နှစ်လောက်ရှိပြီးရွာသားတွေနဲ့လည်းရင်းနှီးတယ်အဖိုးကြီးချန်ကားပေါ်ကဆင်းပြီးပျက်စီးနေတဲ့လမ်းကိုကြည့်ပြီးဖုံးဆက်နေတဲ့သူ့ပုံစံကတော်တော်လေးမကြည်မနှက်ဖြစ်နေပုံပဲသူကရှေ့ကလမ်းကိုလက်ညှိုးထိုးပြတယ်ပြီးတော့ဒီလမ်းကဝင်လို့မရဘူးငါ့ကိုဘာလို့စီချင်တာလဲဆိုတဲ့ပုံစံမျိုးနဲ့လက်နှစ်ဖက်ကိုဖြန့်ပြတယ်ကြောက်ကွန်လိုင်းကရွာထဲကနေပတ်သွားလို့ရကြောင်းပြောနေပေမဲ့အဖိုးကြီးချန်ကတော့ခေါင်းခါပြီးညင်းနေပါတယ်စစ်လိတ်တလိတ်ကိုဖွာလိုက်ပြီးသူကစကားတွေရှေ့ကြီးပြောလိုက်တယ်ကြောက်ကွန်လိုင်းရဲ့အပြုံးတွေကမျက်နှာပေါ်မှာတင်တောင့်တင်းသွားခဲ့တယ်ကျွန်တော်သူတို့စကားပြောတာကြားရတဲ့အထိအနားကိုဖြည်းဖြည်းချင်းကတ်သွားလိုက်တယ်ကြောက်ရွာလူကြီးကျွန်တော်ခမ ्या ကိုအမှန်တိုင်းပြောမယ်ကျွန်တော်ခမ ्या ကိုမကူညီချင်တာမဟုတ်ဘူးဒီလမ်းကဒီလောက်ပျက်စီးနေတာကျွန်တော်ကားဝင်လို့မရဘူးခမ ्या ကကျွန်တော်ကိုရွာထိပ်မှာဝယ်ခိုင်းတယ်ရွာထိပ်ကနေအနည်းဆုံးမက်မွန်ချန်တီက2ကီလိုမီတာလောက်ရှိတာတောင်သူတွေကတောင်းတွေနဲ့တတောင်းချင်းထမ်းထုတ်လာရင်ဘယ်ချိန်မှပြီးမှလဲမက်မွန်တီတွေကဒီလောက်အပင်ပန်းခံနိုင်လို့လားအဖိုးကြီးချန်ရတခုခုတော့ပြန်စဉ်းစားပေးပါဦးကျွန်တော်တို့ရွာကမက်မွန်တီအရေးသွေးကိုခမ ्या တိတာပဲအရင်နှစ်တွေကဆိုအလူအယက်ဝယ်ကြတာလေ
အရေးသွေးဘလောက်ကောင်းကောင်းအပြင်ကိုတဲလို့မရရင်အလကားပဲရွာလူကြီးကျွန်တော်ခမားကိုစကားတခုံပွင့်ပွင့်လင်းလင်းပြောမယ်ခမားတို့ရွာကမတ်မွန်တီးတွေကိုဒီနှစ်ကျွန်တော်ဝယ်နိုင်တော့မှာမဟုတ်ဘူးအဖိုးကြီးချန်တီလိုတော့မလုပ်ပါနဲ့ကျွန်တော်တို့လက်တွဲလာတာနှစ်တွေအများကြီးရှိပြီလေကျွန်တော်ကလက်မတွဲချင်တာမဟုတ်ဘူးခမားတို့ကိုဘာသာကိုလမ်းကိုဖျက်ဆီးလိုက်တာပဲဒီလမ်းကလင်းဝေတို့ဖောက်ပေးထားတာလို့ကျွန်တော်ကြားတယ်ခမားတို့ကသူ့ကိုရန်ဆလိုက်တော့သူကလမ်းကိုပြန်ဖျက်လိုက်တာပေါ့ရွာလူကြီးခမားတို့လုပ်ခဲ့တာတွေကကျွန်တော်စကားတခုံပြောရရင်ကိုထိုင်နဲ့ကိုကန်ပဲကြောက်ကွန်လိုင်ရဲ့မျက်နှာကနီးရဲလာပြီးနှက်ခမ်းတွေတုံနေနေတဲ့တော်တော်နဲ့စကားပြန်မပြောနိုင်ဘူးအဖိုးကြီးချန်ကကားတကားကိုဖွင့်ရင်ရွာလူကြီးခမားတို့လမ်းကိုဘယ်တော့ပြန်ပြင်ပြီးမလဲအဲ့ဒီကြမှာကျွန်တော်ပြန်လာဝယ်မယ်မပြင်နိုင်ရင်တော့တခြားသူပဲရှာလိုက်ပါတော့လို့ပြောလိုက်တယ်ကုန်တင်ကားလေးထွက်သွားတော့ကြောက်ကွန်လိုင်ကကြောင်ပြီးကြံခဲ့တယ်သူကကျွန်တော်ကိုမြင်တော့လှမ်းခေါ်ပြီးရွာကမတ်မွန်တီးတွေပျက်စီးတော့မယ်လို့လာပြောပါတယ်လင်းဝေလန်းကိုငါဖျက်ခဲ့တာမှန်တယ်ဒါပေမဲ့ငါဘာလို့ဖျက်ခဲ့တာလဲဆိုတာခမ ्या သိပါတယ်အဲ့ဒီနေ့ကကျွန်တော်ဖေမိုးတဲ့ရေထဲမှာအတားခံခဲ့ရတော့ကခမ ्या ကိုကျွန်တော်ဖုန်းဆက်တော့စီကန်းဆိုတာစီကန်းပဲလို့ခမ ्या ပြောခဲ့တယ်လေအခုလမ်းမရှိတော့မှခမ ्या ကကျွန်တော်ကိုလာပြီးလူမှုရေးလာပြောနေတာလားလမ်းကတော့ကျွန်တော်လုံးဝပြန်မပြပြင်ပေးနိုင်ဘူးခမ ्या တို့ဘာသာနီးလန်းရှာကြပါအန်ကယ်ချန်ရဲ့ကားရောဘယ်မှာလဲထွက်သွားပြီလားသူဘလို့လှုပ်ထွက်သွားနိုင်ရတာလဲသူကျမရဲ့မက်မွန်တီးတွေကိုမကြည့်ရသေးဘူးလေကျမရဲ့မက်မွန်တီးတွေကဒီမနေ့တင်ခူးထားတာအကုန်လုံးအကောင်းတွေကြီးပဲဒါသူဘလို့လှုပ်ထွက်သွားနိုင်ရတာလဲလမ်းကဝင်လို့မရဘူးလေလမ်းကဝင်လို့မရဘူးလမ်းဝင်လို့မရတာဘသူအမှားလဲလီဝေးချောင်းပေါ်သူကလမ်းကိုတူးဆွတ်ပစ်လိုက်တာလေအန်ကယ်ချန်ဝင်မရအောင်လှုပ်လိုက်တာလူတိုင်းရဲ့မက်မွန်တီးတွေရောင်းမထွက်အောင်လှုပ်လိုက်တာအတူမရဲ့ဆဲဆူတန်တွေကပိုပြီးကျဲလာတယ်နားမခံတာအောင်ပိုဆိုးလာတယ်တရွာလုံးတောင်ကြားနိုင်တယ်ကျွန်တော်နောက်လည်းမကြည့်ခဲ့ဘူးအိမ်ကိုပဲဆက်လျှောက်သွားတယ်တော်ပြီးမဆဲပါနဲ့တော့ဆဲနေလို့ဘာထူးမှလည်းမဆဲလို့ရမလားသူ့ကိုဆဲတာတောင်နေသေးတယ်ကြောက်ကွန်လိုင်းနင်းကိုငါပြောပြမယ်ငါအိမ်မှာမက်မွန်ချန်ငါအေကရှိတယ်ဒီနေ့ရောင်းရတဲ့ပတ်စံနဲ့တားဖြစ်သူရဲ့ចောင်းလာခပေးဖို့အားလုံးညှို့လင့်ထားတာအခုတော့လမ်းကမရှိတော့ဘူးမက်မွန်တီးတွေလည်းရောင်းမရတော့ဘူးငါကိုဘလို့လှုပ်စေချင်တာလဲငါသားကိုရောဘလို့လှုပ်စေချင်တာလဲငါနီးလန့်ရှာနေတာပဲမဟုတ်လားဘာနီးလန့်ရှာမှလဲနင်းပတ်စံကောက်တာကလွယ်ရင်ဘာလို့တက်သေးလို့လဲဟိုရွှန်9000ကိစ္စဘယ်သူမှမသိဘူးလို့နင်းထင်နေတာလားလီဝေလန်ကင်းတုံးကနင်ကြားတဲ့ကဘလောက်ဖြတ်စားလိုက်လဲနင်ကိုသိမှာပါကြောက်ကွန်လိုင်းကအတန်ကိုတိုးလေးနေထားတယ်သူဘာပြောလဲဆိုတာကျွန်တော်ကောင်းမကြားရဘူးဒုတိယတော်ကြီးရဲ့အတန်ကပိုကျဲလာတဲ့စုချွတ်တစ်ခုလိုပဲလူတွေရဲ့နားထဲကိုတစ်ချက်ပြီးတစ်ချက်ထိုးပေါက်ဝင်ရောက်နေတယ်ရွာစည်းကမ်းတွေနိုင်ငံတော်ဥပဒေတွေလာမပြောနဲ့အဲ့ဓာတွေကနင်းလူတွေကိုလှည့်စားဖို့သုံးတာတွေပဲခဲကျူးကောက်တဲ့ရွှန်း2000ကိစ္စနင်းအိတ်ထဲမရောက်ဘူးလို့နင်းရဲပြောရဲလားကျွန်တော်ခြေလမ်းတွေကိုရက်လိုက်တယ်ဒီအချက်ကိုကျွန်တော်အရင်ကမသိခဲ့ဘူးကျွန်တော်လက်ကြည့်လိုက်တော့အဝေးမှာကြောက်ကွန်လိုင်းနဲ့အတော်ကြီးကိုမြင်ရတယ်ကြောက်ကွန်လိုင်းရဲ့မျက်နှာကဝက်တဲရောင်လိုညိုမဲနေပြီးသူကအတော်ကြီးရဲ့ပါးစပ်ကိုပိတ်ဖို့လက်လိုက်ပေမဲ့ငါ့ကိုမထိနဲ့လို့တော်ကြီးကအော်လိုက်တယ်ဒီနေ့ငါဒီမှာပဲပြက်တပြောလိုက်မယ်နင်သာမတ်မွန်တီကိစ္စကိုမဖြေရှင်းပေးနိုင်ရင်နင်တို့ရဲ့အရှုပ်ထုတ်တွေအကုန်လုံးကိုငါဖောက်ပြစ်မယ်ရွာပါတီတွင်းရင်မှုဆိုတာရောစီကန်းတွေဆိုတာရောအကုန်လက်ကားတွေပဲကြောက်ကွန်လိုင်းကဘာလို့ရမှန်းမသိပဲအဲ့ဒီမှာရက်နေတဲ့စောထားတဲ့ရွာသားအချို့ဝိုင်းလာကြတယ်တချို့ကတော်ကြီးကိုတွားရဲပေးကြတယ်တချို့ကကြောက်ကွန်လိုင်းကိုဆွဲပြီးဘာဖြစ်တာလဲလို့မေးနေကြတဲ့အခြေအနေကစံပြုတ်အိုးလိုရှုပ်ရှက်ခတ်နေပြီးကျွန်တော်အဲ့ဒီမှာခဏရက်ကြည့်နေပြီးမှအိမ်ကိုပြန်လှည့်လာခဲ့တယ်အပြင်မှာဘာတွေစူးညံနေတာလဲအတော်ကြီးလမ်းပေါ်မှာဆဲနေတာငါ့ကိုဆဲနေတာလားထမင်းစားရအောင်သူ့ကိုဂယုမဆိုင်ပါနဲ့စားနေရင်တန်းလမ်းမှာခြံတကားပွင့်သွားတယ်အတော်ကြီးကိစ္စရှိလို့လားနင်းလန်းလေးကိုပြင်ပေးလို့ရမလားရွာထိပ်ကနေငါမမွန်ချန်တီမီတာရာကနန်းလောက်ပဲရှိတာငါဘာသာပတ်စံဆိုင်မယ်ရမလားအတော်ကြီးကပတ်စံဆိုင်မယ်ဘယ်လောက်ဆိုင်မှာလဲငါယွမ်9000ဆိုင်မယ်အတော်ကြီးလမ်း1ကီလိုမီတာခင်းရင်ဘယ်လောက်ကုန်လဲသိလားယွမ်1တန်းကုန်တယ်မီတာ9ပြဆိုရင်ယွမ်9သိန်းတော်ကြီးပေးတဲ့9000ကအကျွေးဖိုးတော်မရှိဘူးဒါအပြင်ကျွန်တော်တော်ကြီးအတွက်အဲ့ဒီမီတာ900ပြင်ပေးလိုက်တယ်ပဲထားဦးအတော်ကြီးချန်ကနေရွာထိပ်ကြီးအပိုင်းကဘယ်လိုလုပ်မှလဲရွာထိပ်ကနေလမ်းမကြီးအထိအပိုင်းကရောဘယ်လိုလုပ်မှလဲအတော်ကြီးရဲ့မက်မွန်တီးတွေကပြန်ထွက်သွားမှမို့လို့လားလီဝေနင်တိတ်လို့မလားနဲ့အတော်ကြီးကိုယ်တိုင်လာတောင်းပန်နေပြီးနင်ဘာဖြစ်ချင်သေးတာလဲကျွန်တော်သူ့ကိုလာတောင်းပန်ခိုင်းတာမဟုတ်ဘူးလမ်းကိုလည်းကျွန်တော်ဖျက်ခဲ့တာမဟုတ်ဘူးလားဒီကြောက်ထဲကျူးရဲ့ကြောက်ကွန်လိုက်ရဲ့ပြီးတော့နင်တို့တွေအကုန်လုံးပေါင်းပြီးလမ်းကိုမရှိအောင်လုပ်လိုက်ကြတာအခုမက်မွန်တီးတွေပုတ်ကုံတော့မှကျွန်တော်စီလာရှာကြတာလားအတော်ကြီးကအဲ့ဒီမှာရက်နေရင်မျက်ရည်တွေပြန်ကျလာတယ်လီဝေးအတော်ကြီးတည်ပါတယ်အဲ့ဒီနေ့ကအတော်ကြီးစကားတွေအရန်သွားတယ်ဆိုတာဒါပေမဲ့စဉ်းစားကြည့်ပါဦးအတော်ကြီးမှလည်းမလွယ်ကူပါဘူးနင့်ဦးလေးကလည်းစောစီဆုံးသွားရှာတယ်ငါတယောက်တည်းကလေးတွေကိုဒီမက်မွန်ချန်လေးနဲ့လှုပ်ကြွေးနေရတာလီတော်ကြီးဓာရီပေါ့တော်ကြီးဓာရီကျွန်တော်ကိုပြောလဲအပူပဲအတော်ကြီးမှအခက်ခဲရှိတာနဲ့ကျွန်တော်ကိုဆဲတာကတခြားစီပဲအတော်ကြီးကျွန်တော်ကိုကျေးဇူးကမ်းတဲ့ကောင်လို့ဆဲတုံးကကျွန်တော်ဘက်ကရောလွယ်ကူခဲ့လားဆိုတာစဉ်းစားခဲ့လားကျွန်တော်လမ်းခင်းဖို့ယွမ်ငါတန်းကုန်ခဲ့တယ်ကျွန်တော်အဖေရွာပြန်လာတာတောင်လမ်းဖြတ်တန်းကယွမ်2000ပေးခဲ့ရတယ်ကျွန်တော်အတွက်ရောလွယ်ခဲလို့လားတော်ကြီးပြန်ပါတော့လမ်းကိစ္စကိုကြောက်ကွန်လိုက်နဲ့ကြမ်းချက်ကျုံးစီမှာပဲတွအပြောပါအဲ့ဒါသူတို့တတ်မှတ်ထားတဲ့စီကံတွေလေအားလုံးကလည်းသဘောတူထားကြတာပဲမဟုတ်လားတော်ကြီးကပါဆက်ဟာပြီးတခုခုပြောဖို့စူးစမ်းသေးတယ်ဒါပေမဲ့ကျွန်တော်မျက်နှာကတင်းမာနေတာကိုမြင်တော့နောက်ဆုံးမှာဘာမှမပြောရတော့ဘူးမကြည့်မနှက်နဲ့ပဲထွက်သွားတော့